အခုစီနေတဲ့ညီကုံမမတွေတခါတလေကြရင်ညာဘက်တက်မှာအတွေးတွေလွန်ပြီးတော့စိုးရင်စိတ်တွေညားပြီးညာဘက်အိမ်မပြောတာမျိုးရှိဘူးလားအဲ့ဒီအချိန်မှာပဲငါဘာလို့အတွေးတွေလွန်နေရတယ်ဆိုပြီးတော့ကိုအပြစ်တင်နေနေပဲညာဘက်မိုးလင်းတဲ့ထိဖြစ်သွားတာမျိုးရှိဘူးလားအဲ့ဒီအချိန်မှာပူပန်ရတဲ့ပူလောင်မှုကအပြင်းအားကြောင့်မဟုတ်ဘဲနဲ့အဲ့ဒီပူပန်စေရတဲ့စိတ်ကိုငါရဲ့စိတ်ဆိုပြီးတော့လှမ်းဆွဲထားမိရဲ့ကိုယ့်ရဲ့အတ္တစိတ်ကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီလိုမျိုးဆိုရင်ပူပန်နေတဲ့စိတ်ကြီးကိုငါစိတ်လိုမျိုးအတ္တယူနေဆွဲလန်းမိတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ကြီးကပို့ပြီးတော့ပင်ပန်းစေပါတယ်အဲ့ဒီလိုမျိုးအတွေးတွေပေါ်လာရင်ဒီလှည့်စားမှုအတွေးတွေကနေဘယ်လိုရုံးထွက်မလဲဆိုတာကိုညီကိုမောင်နှမတို့နားလည်အောင်ပြောပြပေးပါမယ်ကျမကတော့ငိမ့်မိုင်းဆက် channel ရဲ့ငိမ့်မှာတော့ဇွတ်ဇက်ဝင်စာအုပ်ကအယူဆတွေနဲ့အနတ္တအမြင်နဲ့ပေါင်းစပ်ပြီးတော့အချက်6ချက်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမတစ်ချက်ကကြတော့ဆင်းရဲဒုက္ခငါဖန်တီးထားတဲ့အရာသာဖြစ်တယ်ဆိုတာပါပဲကျမတို့ဒီစောင်းမှာကြောက်လို့ရှိရင်ဒီစောင်းမှာဘယ်လိုပြောထားလဲဆိုရင်ညာနှစင်းရှိရယ်ညာနှစင်းရှိလို့ရှိရင်ပထမညာကျမတို့သေအောင်မတတ်နိုင်ပါဘူးတကယ်သေအောင်တတ်နိုင်တာဒုတိယညာစင်းပါအဲ့ဒီဒုတိယညာစင်းကြောင့်မှကျမတို့သေကြတာဘယ်လိုလဲဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာယောဂဝေဒနာတွေဖြစ်တယ်ယောဂဝေဒနာတွေဖြစ်လို့ရှိရင်နာကျင်ရတယ်ဒါပေမဲ့ခန္ဓာကိုယ်ရဲ့ယောဂဝေဒနာဖြစ်တဲ့နာကျင်ရတာတက်ကိုငါရဲ့ခန္ဓာကိုယ်ငါရဲ့ရုပ်ခန္ဓာကိုယ်ကြီးမှာဒီယောဂဝေဒနာတွေဖြစ်ပါလားဆိုကျမတို့ထပ်ပြီးတော့စိတ်ပါပြီးတော့နာကျင်ရပါတယ်အဲ့ကြောင့်မလို့ပထမများစင်းကြောင့်ကျမတို့နာကျင်ရတဲ့ဒုတိယများစင်းကြောင့်ကျမတို့ပို့ပြီးနာကျင်ရပါတယ်ကျမတို့ဗုဒ္ဓမြတ်စွာဘုရားကလည်းဟောပါတယ်ဘလို့ဟောလေးဆိုလို့ရှိရင်မိန့်မာခဲ့လဲဆိုလို့ရှိရင်ကိုယ်သာနာ၍စိတ်မနာစေနဲ့တဲ့တကယ်ကိုပဲအဓိပ္ပာယ်ရှိရဲ့စကားလုံးတူလေးပါကျမတို့ဒီခန္ဓာကိုယ်ကြီးကနာနေပြီမဲ့ကျမတို့စိတ်ကဒီခံစားနေဒီဖြစ်နေတဲ့ယောဂဝေဒနာတွေပေါ်မှာအဲ့ကိုဆွဲလန်းမထားရလို့ရှိရင်ကျမတို့ရဲ့ဒီခံစားမှုဝေဒနာတွေလည်းနည်းနည်းသက်သာစေပါတယ်အဲ့မီးလောင်တယ်ဆိုရင်မီးလောင်နေပါလားဒါပေမဲ့အဲ့အိမ်ကငါအိမ်လို့ဖြစ်လိုက်ပြီဆိုရင်ကျမတို့ပို့ပြီးတော့ပူလောင်ရပါတယ်အဲ့လိုမျိုးကျမတို့မှာရှိရဲကျမတို့ကကြလို့ရှိရင်ငါနဲ့ဆိုင်တဲ့ဟာတွေတက်ကိုပို့ပြီးတော့ပူလောင်စေပါတယ်နံပါတ်1ကကြတော့အတွေးတွေဆိုတာကငါဖန်တီးထားတဲ့အရာသာမဟုတ်ပါဘူးသူ့ဟာသူအကြောင်းတိုက်ဆိုင်ရေးပေါ်လာတဲ့အရာသာဖြစ်ပါတယ်ပုံမြင်လေးတစ်ပုံပြောပြပါမယ်အိန္ဒိယပုံမြင်လေးတစ်ပုံပါတရားဟောတဲ့ဆရာကြီးကိုလူငယ်တယောက်ကနေလာပြီးတော့သူတရားထိုင်ရတာတရားလည်းထိုင်လို့လည်းမရဘူးသူ့ရဲ့အတွေးတွေကအားလွင့်နေတယ်အဲ့လွင့်နေတဲ့အတွေးတွေကိုသူလိုက်ပြီးတော့ထိမ့်ချုပ်နေရတယ်သူစိတ်ပင်ပန်းပြီးတော့တရားအားထုတ်လို့မရဘူးဆိုပြီးတော့ဆရာကြီးကိုပြောပြပါတယ်ဆရာကြီးကဘယ်လိုမလဲဆိုရင်မင်းတရားထိုင်နေတဲ့အခါမှာဆိုရင်မင်းတရားထိုင်နေတဲ့အချိန်မှာမင်းစိတ်ငြိမ်ဖို့အတွက်မင်းစိတ်ငြိမ်ဖို့အတွက်ငါပြောပြတာမင်းစိတ်ငြိမ်ဖို့အတွက်ငါပြောပြတာမင်းလိုက်နာမလားတဲ့အဲ့တော့လူငယ်လေးကလည်းလိုက်နာပါမယ်ပေါ့အေးမင်းတရားထိုင်နေတဲ့အချိန်မှာမင်းမြောက်အကြောင်းကိုလုံးဝမတွေးနဲ့တဲ့အဲ့လိုမျိုးလေးပြောဟာရတယ်မြောက်အကြောင်းဆိုရင်ငါအဲ့လိုမျိုးကိစ္စငါခေါင်းထဲမှာပေါ်စရာအကြောင်းကိုမရှိရဆိုပြီးတော့သူအဲ့လိုမျိုးပြောပြီးတော့ဆရာကြီးကနေထွက်ပြီးတော့သူတရားထိုင်ပါတရားထိုင်လဲအချိန်မှာပါပဲအဲ့ဆရာကြီးမှာလာခဲ့တဲ့မြောက်ကျောင်းမတွေးရဘူးဆိုရဲဟာကြီးကလည်းသူ့ရဲ့အုံနောက်ထပ်မှာပေါ်လာပါတယ်အဲ့ယူသူကမတွေးနဲ့ဒီမြောက်ကျောင်းကြီးဆရာကြီးမှာလာခဲ့မြောက်ကျောင်းမတွေးနဲ့လို့ပြောရတယ်အဲ့မြောက်ကျောင်းတွေပဲဆက်ပြီးပေါ်လာပါတယ်ပေါ်လာတော့မရတော့ဘူးငါဆရာကြီးပြန်သွားမှရမယ်ဆရာကြီးဒီလိုပဲမြောက်ကျောင်းတွေပဲပေါ်လာတယ်တရားထိုင်လို့လည်းမရတော့ဘူးအရင်တော့အဲ့အကြောင်းတွေ तू မတွေးခဲ့ဘူးအခုဆရာကြီးမှားလိုက်တော့မှပဲ तू အဲ့ခေါင်းထဲမှာအဲ့အကြောင်းမြောက်ကျောင်းတွေပဲ तू ပေါ်လာတယ်ဆရာကြီးကလည်းဘယ်လိုသုံးမှလဲဆိုရင်ဟုတ်တယ်စိတ်ဆိုတာကအမိတ်ပေးလို့ရတဲ့ကိစ္စမဟုတ်ဘူးအမိတ်ပေးလို့ရတဲ့ကိစ္စမဟုတ်တဲ့အတွက်မင်းရဲ့စိတ်ကိုလည်းမင်းအမိတ်ပေးဖို့မစင်စားနဲ့နော်ဘာအကြောင်းမတွေ့ရအမိတ်ပေးဖို့မစင်စားနဲ့ကိုကဖြစ်ပေါ်နေတဲ့ဟာလေးတွေမှာပဲကိုကလိုက်သိနေရမှာသူ့ကိုသွားပြီးတော့အမိတ်ပေးနေလို့ရှင်ကိုယ့်ရဲ့အတ္တနဲ့ဆိုရင်
လုံးဝကိုဘလို့မှကြားတော့မှာမဟုတ်ဘူးသူ့ရဲ့သဘာဝအတိုင်းလေးပဲကိုကစောက်ကြည့်နံပါတ်3ချက်ကမတွေးတော့ပဲနဲ့စိတ်အေးချမ်းသာမှုကိုရရှိနိုင်ပါတယ်ကျမတို့အတင်းတွေးတောပြီးအဖြေရှာနေရတဲ့ဘာမှမတွေးပဲနဲ့ဒီဝင်လေထွက်လေကိုပဲကြည်တာပဲဖြစ်ဖြစ်ခန္ဓာကိုယ်မှာဖြစ်ပျက်နေတဲ့အားကိုပဲအရာတွေကိုပဲကြည်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးကြည်နေတဲ့အခိုင်မှာစိတ်အေးချမ်းသာမှုကိုရရှိစေပါတယ်အဲ့ဒီမှာရလိုက်တဲ့အသိဉာဏ်ကလည်းတော်တော်ထူးခြားတဲ့အသိဉာဏ်ပါစိတ်တွေရောက်ရက်ခန့်နေလို့ရှင်လေစိတ်ငြိမ်ဖို့အတင်းမကြိုးစားပါနဲ့စိတ်ငြိမ်ဖို့အတင်းကြိုးစားနေတာဘာနဲ့အလားလာတူလဲဆိုလို့ရှိရင်နောက်ကြည့်နေတဲ့ကံရည်ပင်ကိုလက်နဲ့မှွေနေသလိုမျိုးပဲတီလောင်လက်နဲ့မှွေနေသလိုမျိုးမှွေလို့မရပါဘူးအဲ့လိုမျိုးပဲကျမတို့ရဲ့စိတ်ကလည်းသူ့အနေနဲ့သူပဲစိတ်မကြည့်လို့စိတ်တွေရောက်ရက်ခန့်နေလို့ရှင်အဲ့ရောက်ရက်ခန့်နေတဲ့အတိုင်းလေးပဲကိုကသိလိုက်ပါအဲ့လိုမျိုးသိလိုက်တဲ့အခါမှာသူ့ရဲ့သဘာဝအရာအဲ့ဒီစိတ်ကနေပြီးတော့သိတဲ့စိတ်လေးပြောင်းသွားလို့ရှိရင်တဖြည်းဖြည်းနဲ့မူလသဘာဝကိုယ့်ရဲ့တည်ငြိမ်တဲ့အေးချမ်းတဲ့စိတ်လေးပြန်ရရှိပါတယ်ခဏလေးပဲအချိန်တစ်ခုပဲစောက်ဖို့လိုတာပါအဲ့လေခံစားချက်ဆိုတာကျမတို့ကိုအသိပေးုံတတ်ပါပဲဒီခံစားချက်တွေကိုကျမတို့ကငါရဲ့ခံစားချက်ဆိုပြီးတော့တွားပြီးတော့အမှတ်မှားလို့မရပါဘူးကျမတို့ဝမ်းနေတယ်ဆိုရင်ဒီခံစားချက်ရင်ထဲမှာပူလောင်လာဆိုရင်အဲ့ဒါကဘာလဲဆိုရင်နင်းရင်ထဲမှာပူလောင်နေတယ်နင်းဒီခံစားချက်ကြီးကမကောင်းဘူးနင်းအတွေးထဲမှာနင်းလွတ်မျောနေပြီနင်းအခုလက်ရှိမှာနင်းစိတ်ကိုထားဖို့လိုရဲဆိုရအသိပေးုံတတ်ပါပဲကျမတို့စိတ်ထဲမှာပူလောင်နေတယ်စိုးရိမ်နေတယ်အဲ့ဒီခံစားချက်တွေဆိုတာကသူ့ရဲ့သဘောကအတွေးတိမ်တိုက်တွေတစ်ခုလိုမျိုးပါပဲတိမ်တိုက်လို့သဘောထားကြည့်လိုက်ပါသူကသူတိမ်တိုက်တွေကကောင်းတဲ့တိမ်တိုက်ပူလောင်တာတို့ဝမ်းနေတာတို့စိုးရိမ်တာတို့အဲ့တိမ်တိုက်တွေသူကသူလွင်မျောပါစေကျမတို့ကစောင့်ကြည့်ရသူတသက်နေနေပဲလောက်သိကြပါတယ်ကျမတို့ကစောင့်ကြည့်နေသူတသက်ပါကျမတို့ဒီခံစားချက်ကြီးကိုငါဆိုပြီးတော့သွားမြူလိုက်တယ်ဒီခံစားချက်နဲ့ပုံနဲ့သွားမပေါင်းလိုက်နဲ့ဒီခံစားချက်လေးကိုကျမတို့ကအဝေးကနေစောင့်ကြည့်နေတဲ့စောင့်ကြည့်သူတသက်တည်းအနေနဲ့ဒါကျမတို့ကြည့်တင်ပါတယ်လိုက်တဲ့အခါမှာအဲ့ခံစားချက်ကြီးကဥပမာဝမ်းနေတယ်ဆိုပါဆိုဝမ်းနေနေတာလေးကိုကိုကသိလိုက်လို့ရှင်ဝမ်းနေတာလေးကပုံမဟုတ်တာလို့ကိုသိစေပါတယ်ဝမ်းနေတာလေးကတသက်သိနေတဲ့ကိုကတသက်ဖြစ်နေပါတယ်ဝမ်းနေတာလေးနဲ့ဝမ်းနေတဲ့စိတ်နဲ့တွားမပေါင်းလိုက်တဲ့အတွက်ဒုက္ခလွတ်မြောက်စေပါတယ်နံပါတ်5သိမှုစရပါလူတိုင်းလူလုံးမှာအကုန်လုံးကသိတတ်တဲ့စိတ်ရှိပါတယ်ကျမလည်းသိတတ်တယ်ဒီကညီကောင်မောင်နှမတွေလည်းသိတတ်တဲ့စိတ်ရှိပါတယ်ဒီသိတတ်တဲ့စိတ်လေးကိုကိုယ့်ရဲ့တဦးတယောက်အမြင်နဲ့သွားပြီးတော့ပိုင်ဆိုင်သိမ့်ပိုက်လို့မရပါဘူးအဲ့ဒါလေးတခုခုကိုကကောင်းတာပဲသိနေကောင်းတာပဲသိစိုးတာပဲသိဒီသိတဲ့စိတ်လေးကိုငါရဲ့သိစိတ်ဆိုပြီးတော့သွားပြီးစွမ်းမကင်လိုက်ပါနဲ့ဒီသိမှုတရားလေးဖြစ်ပေါ်လာလို့ရှင်သိမှုတရားလေးပါလားဒါလေးကဝမ်းနေနေတာလေးကိုသိတယ်ရှင်လဲဝမ်းနေတာလေးကိုသိနေတာနံသဘောတရားလေးပါဒီသိမှုတရားလေးကိုကျမတို့ငါအနေနဲ့သွားပြီးတော့မသိမ့်ပိုက်လိုက်ပါနဲ့ဒီကညီကိုမောင်မကြီးလည်းသိတယ်ကျမလည်းသိတယ်အဲ့သိမှုလေးကိုတဦးတယောက်ပိုင်းနေနဲ့မတတ်မှတ်လိုက်ပါနဲ့အဲ့ဒါလေးကကျမဘာမှကြားသိခဲ့ရလဲဆိုရင်ကျမဒိဋ္ဌာဝင်တော့တုံညတဒိဋ္ဌာမှာကျမဆရာလေးကအဲ့လိုမျိုးပြောတာလေးကိုကျမကြားသိခဲ့ရပါတယ်အဲ့လိုမျိုးလေးနဲ့ကျမနှလုံးသွင်းလိုက်တော့အများအထက်ပူလောင်မှုတော်တော်လေးကြော်နေသွားပါတယ်ဆောက်ကကြတော့ပြစ္ဆုတ်ပံမှာနေထိုင်မှာကျမတို့ပြစ္ဆုတ်ပံမှာနေထိုင်ခြင်းအပြင်တကယ်ကိုစိတ်အေးချမ်းသာပါတယ်တိတ်ဆိုတာလည်းအတွေးပါပဲကျမတို့အတိတ်ကိုပြန်သွားလို့လည်းမရပါဘူးအနာဂတ်ဆိုတာလည်းအတွေးပါပဲကျမတို့အနာဂတ်ကြီးကိုသွားလို့လည်းမရပါဘူးတကယ်လက်ရှိပြစ္ဆုတ်ပံအချိန်မှာပဲစိတ်ကိုထားတတ်ဖို့လိုပါတယ်အဲ့ဒီပြစ္ဆုတ်ပံလက်ရှိပြစ္ဆုတ်ပံအခိုက်အတန့်လေးရပဲကျမတို့စိတ်အေးချမ်းသာစေမှာပါအတိတ်ကိုတွေးပြီးတော့ပူလောင်နေမယ်အနာဂတ်ကိုတွေးပြီးတော့စိုးရိမ်နေမယ်အစားလက်ရှိစိတ်လေးကိုလက်ရှိပြစ္ဆုတ်ပံလေးမှာပဲတက်ထားပြီးလို့ရှင်တကယ်စိတ်အေးချမ်းပါလေအခုသိနေတဲ့ညီကိုမောင်နှမတွေလည်းကိုယ့်ရဲ့စိတ်လေးကိုနေတိုင်းသတိရသလိုစိတ်လေးကိုလက်ရှိပြစ္ဆုတ်ပံအခိုက်အတန့်လေးမှာပဲထားနိုင်ဖို့ကြိုးစားကြည့်ပါအတွေးတွေပေါ်လာလို့ရှိရင်လေငါတွေးနေပါလားလို့သိပြီးလို့ရှိရင်အဲ့အတွေးတဲ့စိတ်လေးလည်းရှိမရှိအဲ့တွေးတဲ့စိတ်လေးကိုလည်းရှိမရှိသိတတ်တဲ့အလေးချင်းလေးလုပ်ပေးကြည့်ပါအဲ့လိုမျိုးကြည့်လိုက်လို့ရှိရင်မရှိတာပဲတွေ့ရမှာပါ
အဲ့လိုမျိုးလေးစစ်လေးတွေကိုကိုယ့်ရဲ့တနေ့တာမှာတတိယရတယ်လို့မျိုးလေးလုပ်ပေးစေချင်ပါတယ်အခုကြည့်နေတဲ့ညီကိုမောင်နှမတွေလည်းအတွေးထဲမှာနေမမျောနေပဲပြစ်စုံပံမှာအေးချမ်းသာရတဲ့ဘဝလေးနေနဲ့နေထိုင်နိုင်ပါသေးလို့ဆုတောင်းပေးပါတယ်ရှင်